အကိုကြီးဆရာကြီးလမ်းပြောင်းနေလို့ကျွန်တော်ဘာလို့မှမသိဘူးဖြစ်နေတယ်အကြံပေးပါဦးဆိုတော့မေးခွန်းလေးတွေကျွန်တော်ရဲ့ Messenger မှာလာပြီးတော့မေးလေးရှိတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော် TikTok Messenger လာပြီးတော့မေးတယ်ပေါ့အဲ့တော့ကျွန်တော်ကနေပြန်မေးတယ်အမြဲတမ်းပေါ့နော်ကျွန်တော်မေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မိတ်ဆွေဘာလုပ်တက်လဲပေါ့အဲ့ခါကျရင်တော်တော်များများကျွန်တော်တော့ကျောင်းပြီးသွားပြီကျွန်တော်တော့ကျောင်းမပြီးသေးဘူးဒါပေမဲ့ဘာလို့မှမသိသေးဘူးအဲ့တော့ဘာမှမလုပ်တတ်ဘူးဆိုတာမျိုးပြန်ပြောကြတာများတာပေါ့နော်တကယ်တော့ကိုကပတ်စံရှာချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် career လမ်းကြောင်းတစ်ခုခုရှောက်ချင်တာပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာပဲဖြစ်ဖြစ်ဘာလို့မှမသိဘူးတစ်ခုခုလုပ်ချင်တာပဲဖြစ်ဖြစ်ဘာပဲလုပ်ချင်ကို့မှာအခြေခံ basic ဖြစ်တဲ့ skill တစ်ခုတက်ထားဖို့လိုတယ်ဒါဒီကျွန်တော်တို့ကျောင်းတက်တာပဲဖြစ်သင်တန်းတက်တာပဲဖြစ်ကိုယ့်ကိုလေ့လာတာပဲဖြစ်ဖြစ်အဲ့လိုလုပ်ရင်းနဲ့မှကျွန်တော် skill တစ်ခုရတာပေါ့နော်ဆိုတော့ကိုကဘာမှမသိဘာမှမတက်ဆိုတဲ့အနေအထားမျိုးမှာဆိုရင်ကျွန်တော်တိုက်တွန်းတာကဘယ်ပညာရဲတွေလို့ရွေးချယ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်နဲ့လက်လှမ်းမိတာနော်ကိုနားလဲလွယ်တဲ့ဟာကိုလေးလာတင်ယူဖို့အတွက်ကိုအတွက်အဆင်ပြေမယ်လို့ခံစားရတဲ့ဟာတခုလေးလာဖို့အတွက်ကိုတိုက်တွန်းတယ်တခုခုရှိတဲ့ခါကျမှကျွန်တော်မေးခွန်းလာမေးတဲ့ခါကျရင်ကျွန်တော်ပို့ပြီးတော့ထိရောက်ပို့ဖြည့်ပေးနိုင်တယ်ပေါ့နော်အဲ့တော့ TikTok ကနေမိတ်ဆွေတွေအားလုံးကိုကျွန်တော်တိုက်တွန်းတာကဘာမှမလုပ်တတ်ဘူးဆိုတာတကယ်တော့ကိုကဘာမှစမလုပ်ရသေးလို့ပါဗီဒီယိုတွေကြည့်ရင်တော့မှပညာရစရာတွေ TikTok မှာအများကြီးရှိပါတယ် YouTube ဗီဒီယိုတွေလည်းကြည့်လို့ရပါတယ် TikTok ကနေကြည့်လို့ရတယ်သင်တန်းတက်လို့ရတဲ့ sound တွေဖတ်လို့ရတယ်ပြောမှဆိုဒီဘက်ခေတ်မှာ information က free ဖြစ်ပါတယ်နော်သတင်းချက်လက်တွေအလကားရတယ်အဲ့ဒီချက်လက်တွေကိုအရင်ဆုံးကိုကမစုဆောင်းဘဲနဲ့အစင်သစ်ခူးခတ်ကျွေးဆိုတဲ့အနေထားမျိုးကိုလိုချင်တယ်ဆိုရင်တော့ကိုကနောက်ကျကြံခဲ့လိမ့်မယ်နော်ဘယ်အခြေအနေမျိုးမှာဆိုရင်ကိုကနေပြီးတော့ in-depth အားတိုင်းနဲ့ like share information တွေကိုပြီးတော့ကိုယ့်ကို train ကိုယ့်ကိုလေ့လာသင်တန်းတွေတက်အဲ့လိုမျိုးလုပ်ဖို့တော့ကိုကျွန်တော်တိုက်တွန်းပါတယ်အားလုံးပဲခုလိုနားထောင်ပေးတဲ့ကျေးဇူးများတင်ပါတယ်